အဲ့ဒီလမ်းပြောက်တယ်ဆိုတဲ့ခံစားချက်မြူတွေဆိုင်နေတဲ့တောအုပ်ထဲမှာပေါ့နော်ဘယ်ဘက်လှည့်လို့လှည့်ရမယ်မသိရခံစားချက်မျိုးမင်္ဂလာပါကျမနာမည်ကတော့ဆွဆွေပါလက်ရှိမှာတော့ကျမ English teacher တယောက်အနေနဲ့လုပ်ကိုင်နေပြီးတော့တစ်ဖက်မှာလည်းကျမရဲ့ဝါသနာအရာ life coach တယောက်အနေနဲ့လက်ရှိလုပ်ကိုင်နေပါတယ်ပေါ့နော် coach ဆိုတာကလည်းလမ်းပြောက်ဖူးတဲ့ခရီးတဲ့တူးလိုပဲပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းလမ်းပြောက်ဖူးတယ်ပြောရမယ်ဆိုရင်2019လောက်ကပေါ့နော်လူတွေကအောင်မြင်ရမယ်ဆိုပြီးတော့ပြောနေကြတဲ့အချိန်မှာကျမကခန်းထဲမှာတယောက်တည်းပဲထိုင်နေနဲ့ဘာလုပ်ရမလဲဆိုတာကိုမသိခဲ့ဘူးကျမဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းလဲမသိခဲ့ဘူးပေါ့နော်အဲ့ဒီအချိန်မှာလေလမ်းပြောက်တယ်ဆိုတဲ့ခံစားချက်မြူတွေဆိုင်နေတဲ့တောအုပ်ထဲမှာပေါ့နော်ဘယ်ဘက်လှည့်လို့လှည့်ရမယ်မသိရခံစားချက်မျိုးအဲ့တုန်းကအဲ့လိုခံစားခဲ့ရတယ်ရင်ဘက်ထဲမှာတခုခုလုံနေတယ်လို့အားငယ်နေတယ်လို့တကဘာလုံးကပဲအရှိရသွားပြီကိုတယောက်တည်းကြံခဲ့တယ်လို့ခံစားခဲ့ရတယ်ဒါပေမဲ့အဲ့ဒီလမ်းပြောက်ခြင်းရပဲကျမကို NLP ကိုကျမရဲ့ဒီ coaching လောကတွေကိုရောက်အောင်တွန်းပို့ပေးခဲ့တာလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျမလည်းလမ်းပြောက်ဖူးတယ်ငယ်တော့ဆိုရင်ပို့ဆိုးတာပေါ့ကိုယုံကြည်မှုလည်းနည်းတယ်အခုလိုမျိုးစကားပြောဖို့ဆိုတာဝေးကျမစကားပြောရင်ကိုတုံနေရပါတော့အဲ့လူတွေကြားမှာလည်းကျမပုံမှန်ဆိုမထင်ရှားငယ်တွေကလူတွေကကျမကိုဆိုရင်ပြောတာနေမလုံနိုင်ဘူးနေအားမရဘူးပေါ့နော်အမြဲတမ်းနောက်ကျတယ်ဒီလိုမျိုးစကားတွေကြားထဲမှာပဲကျမဖြတ်ကျော်ခဲ့ရတယ်အဲ့မှာကျမရဲ့ turning point တစ်ခုကကျမ2028မှာပေါ့နော် Saudi Arabia ကိုကျမဒီမိသားစုနဲ့အတူတူပေါ့နော်ဖျားဘူးပုံစံမျိုးအဲ့လိုသွားတာပေါ့နော်ဖျားဘူးသွားပြီးအဲ့နောက်ပိုင်းမှာကျမတဖြည်းဖြည်း mindset ကနည်းနည်းလေးပြောင်းသွားတယ်အဲ့ဒီမှာပြန်လာပြီးတော့အဲ့ဒီကနေစပြီးတော့မှကျွန်မ2021မှာစပြီးတော့ကျွန်မထဲဝင်ဒီ English စာကိုလေ့လာဖြစ်တယ်ပေါ့နော်အဲ့ဒီအောက်စာတွေကပဲကျွန်မအခုဒီနေရာကိုရောက်လာဖို့ရောက်ခဲ့တဲ့အကြောင်းကန်တွေဖြစ်ခဲ့တယ်ပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့အိမ်ထဲမှာနေရများတယ်အပြင်ထွက်လို့မရတဲ့အပိုင်းမှာရှိရပေါ့နော်ဒါကြောင့်မလို့အိမ်ကနေပဲကျွန်မလေ့လာတယ်သင်တန်းတွေ join တယ်ကိုပြန်တီဆောက်တယ်အဲ့ဒီအချိန်မှာကျွန်မနားလေသွားတာတခုကဘာလဲဆိုတော့လမ်းပြောက်တယ်ဆိုတာအမှားမဟုတ်ဘူးအဓိကကိုမရှာမိသေးတာလို့ပဲဖြစ်တယ်လို့ဆိုပြီးတော့ပဲကျွန်မပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်